ဒီဗီဒီယိုကြည့်နေတဲ့လူတွေထဲမှာကာစီနိုဒီလာတယောက်ဖြစ်ရင်ခရုရှစ်ပေါ်မှာအလုပ်လုပ်နိုင်မယ်နိုင်ငံအများကြီးကိုခီးတဲ့အလကားသွားနိုင်မယ်တစ်လကိုဒေါ်လာ1000ကနေ3000ကျော်ထိဝင်နိုင်တယ်ဆိုလို့ရှိရင်စိတ်ဝင်စားလားဒါပေမဲ့လူများစုကဒီအလုပ်ကိုဘယ်လိုစတင်ရမလဲမသိကြပါဘူးကာစီနိုဒီလာဖြစ်ဖို့ဘယ်လို skill တွေလိုအပ်တယ် training ဘယ်လိုတက်ရမလဲကာစီနို job ကိုဘယ်လိုလုပ်ရမလဲဆိုတာကိုဒီဗီဒီယိုမှာလိုအပ်တဲ့အချက်အလက်တွေကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုကိုအဆုံးထိကြည့်ပေးဖို့မျှော်လင့်ပါတယ်အဲ့တော့ကာစီနိုဒီလာဆိုတာဘာလဲကာစီနိုဒီလာဆိုတာကကာစီနို table game တွေကို professional နည်းလမ်းနဲ့ dealing လုပ်ပေးရတယ်ဆိုတာကိုရှေ့ဗီဒီယိုတွေမှာကျွန်တော်ပြောပြပေးသွားပါပြီမြန်မာနိုင်ငံသားတယောက်အနေနဲ့ကာစီနိုဒီလာစဖြစ်ဖို့အတွက်ဘာတွေရှိရမလဲဘယ်ကနေစလုပ်ရမလဲဆိုတာကိုလည်းကျွန်တော်ရှေ့ဗီဒီယိုမှာပြောပြပေးသွားပြီးပါပြီမကြည့်ရသေးတဲ့လူတွေကျွန်တော်ရဲ့ရှေ့ဗီဒီယိုကိုတွားကြည့်ပေးလို့ရပါတယ်အဲ့တော့အခုဒီဗီဒီယိုမှာတော့ကျွန်တော်အဲ့ဒါတွေကိုထည့်မပြောတော့ပါဘူးဒီဗီဒီယိုမှာကျွန်တော်ပြောမှာကတော့ English communication skill နဲ့ပတ်သက်တဲ့အကြောင်းလေးကိုကျွန်တော်ပြောသွားပါမယ်ကာစီနိုမှာ customer တွေကနိုင်ငံအသီးသီးကနေလာကြတာဖြစ်တဲ့အတွက်ဥပမာ American, Europe, China, Korea, Japan စတဲ့နိုင်ငံတွေကနေလာကြတာဖြစ်တဲ့အတွက်ဒီလူတွေကိုကျွန်တော်တို့က communication လုပ်မယ်ဆိုလို့ရှိရင် English ကအဓိကပဲဖြစ်ပါတယ်အဲ့တော့ English ကကျွန်တော်တို့မှာ perfect မဖြစ်ဘူးဆိုရင်တော့မှကျွန်တော်တို့က basic အနေနဲ့ basic phrase အနေနဲ့ကျွန်တော်တို့ရင်ကျေးကိုယ့်ရဲ့ body gesture နဲ့ professional ကြပြောလို့ရပါတယ်အရင်ကြီး English ကကောင်းနေဖို့မလိုအပ်ပါဘူး calculation တွေကိုမြန်မြန်ဆန်ဆန်တွက်နိုင်ရမှာဆိုတာကိုလည်းရှေ့ဗီဒီယိုမှာကျွန်တော်ထည့်ပြောသွားပါတယ်ဒါအပြင်ကျွန်တော်တို့ကကာစီနိုဒီလာတယောက်က hand skill ကိုလည်းအရေးကြီးပါတယ်ကတ်တီဒီလင်းလုပ်တဲ့နေရာမှာခြေပြားတွေကင်တွယ်တဲ့နေရာမှာ table control လုပ်တဲ့နေရာမှာကျွန်တော်တို့က smooth ဖြစ်နဲ့ confidence ရှိနဲ့ကျွန်တော်တို့ကအလုပ်ရ customer service လည်းကောင်းမယ်ဒီနေ့လောက်တာလည်းကောင်းမယ်ဆိုရင်မိတ်ဆွေစီကိုမုတ်ဖိုးတွေကအလုပ်လို့ရောက်ရှိလာမှာပဲဖြစ်ပါတယ်အဲ့တော့ casino dealer training တွေကိုဘယ်သူကပေးမှာလဲကျွန်တော်တို့က casino dealer training တွေကိုဘယ်မှာသွားပြီးတော့တက်ရမှာလဲဒီနိုင်ငံမှာ casino ကမရှိကြလို့မေးခွန်းနေမေးတဲ့လူတွေလည်းရှိနေပါတယ်ဒီလိုမှဒီအဖြေကိုကျွန်တော်ဖြေပေးသွားပါမယ် casino dealer training school ကမြန်မာနိုင်ငံမှာလည်းမရှိပါဘူးဒီလိုကျွန်တော်တို့ကကာစီနိုဒီလာတယောက်ဖြစ်မယ်ဆိုလို့ရှိရင် agency အသေးလေးတွေမှာကျွန်တော်တို့ကတွားပြီးတော့အရင်ဆုံး service ယူရပါတယ်ဆိုတာကိုလည်းရှေ့ဗီဒီယိုမှာကျွန်တော်ပြောထားပါတယ်အဲ့ဒီတော့ကာစီနိုဒီလာတယောက်က training ပေးမယ်ဆိုလို့ရှိရင်အနည်းဆုံး3လတော့ကြာတတ်ပါတယ်3လပြီးရင်တော့ကျွန်တော်တို့တွေဒီ floor ခေါ်တာပေါ့နော်အဲ့ဒီ floor မှာကျွန်တော်တို့တွေကိုယ်တိုင်ထင်းထင်းလုပ်ရမှာဖြစ်ပါတယ်ဒီလိုနဲ့ပဲကျွန်တော်တို့ကတစ်ဆင့်ချင်းဖြည်းဖြည်းချင်းနဲ့ scale တွေကိုမြင့်တင်ရမှာဖြစ်ပါတယ်အဲ့တော့ casino dealer အလုပ်ကို cruise ship ပေါ်မှာလုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကနေစရာ free ရမယ်စားစရာ free ရမယ်ကျွန်တော်တို့ salary အပြင်မို့ဖို့လည်းရမယ်ကဘာအနှံ့လည်းခီးအလကားသွားနိုင်ဒီနေ့မှာကျွန်တော်တခုပြောချင်တာကကာစီနိုဒီလာတယောက်မှာကျွန်တော် benefit တခုရှိပါတယ်ဘယ်လို benefit လဲဆိုရင်ကျွန်တော်တို့ကန်းကပ်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကာစီနိုကအမြဲတမ်းပိတ်ထားပါတယ်ဒီတော့ကာစီနိုဒီလာတယောက်အတွက်ကကန်းကပ်ရင်ကျွန်တော်တို့မှာအလုပ်မရှိပါဘူးကန်းအစင်းကျင်တယ်ဆိုလို့ရှိရင်ကို့မှာ training တွေမရှိဘူးတခြား site duty တွေမရှိဘူးဆိုလို့ရှိရင်ဆင်းလို့ရပါတယ်ဒီတော့ကိုယ့်ရဲ့အိတ်ချိန်နဲ့ကိုယ့်အားလက်ချိန်နဲ့ကိုယ့်ကိုချိန်ပြီးတော့ဆင်းမယ်ဆိုလို့ရှိရင်နေ့တိုင်းဆင်းလို့ရပါတယ်အဲ့ဒါကတော့ကျွန်တော်တို့ရဲ့ကာစီနိုဒီလာရဲ့အားသာချက်ပေါ့နော်ပြီးတော့ကာစီနိုဒီလာကကျွန်တော်တို့ရဲ့လူတွေကိုပျော်စေပြီးတော့သူတို့တွေကိုနိုင်ပါစေဘာညာဒီနေ့နိုင်ရဲ့လားဒါမျိုးတွေကျွန်တော်တို့မေးမယ် positive ပေးမယ်ဆိုလို့ရှိရင်ရှုံးဒီနေ့ဘယ်လောက်ရှုံးလဲဆိုတာထက်ကိုဒီနေ့ဘယ်လောက်နိုင်လဲဆိုတာမျိုးပေါ့နော်ဒါဥပမာအနေနဲ့ပြောမှာဆိုဒါမျိုးတွေကျွန်တော်တို့သူတို့ကိုပြောမယ်အဲ့လိုမျိုးဆိုလို့ရှိရင်ကျွန်တော်တို့တွေကသူတို့ရဲ့တတိထားမိသွားမယ်ကိုယ်တတိထားမိသွားမယ်ပြီးရင်ကိုယ်ကိုသူတို့သဘောကျပြီးတော့အဲ့ချိန်ကျရင်ကိုဒီင်းလုပ်တဲ့အချိန်မှာသူတို့ကမဟုတ်ဘူး
ကိုပေးမှာဖြစ်ပါတယ်အဲ့တော့ casino dealer တယောက်ဖြစ်ချင်လို့ရှိရင်ကိုယ့်ရဲ့ English key ကိုအများကြီးဒါမှမဟုတ်ဖြည်းဖြည်းချင်းတိုးတက်အောင်လုပ်ပါပြီးရင် casino rules တွေရှိပါတယ် gaming rules တွေရှိပါတယ်ဒါတွေက casino တစ်ခုနဲ့တစ်ခုမတူဘူးဆိုပေမဲ့အဓိကအဖြစ်တော့အခြေခံအဖြစ်တော့တူပါတယ်အဲ့တော့ကိုကဒီ game တွေကို rules တွေကိုကိုကလေ့လာချက်မှတ်ထားပါမယ်ပြီးတော့ကျွန်တော်မြန်မာပြည်မှာpassenger line နဲ့ပတ်သက်ပြီးတော့များများဆဆတော့မရှိပါဘူးဒါပေမဲ့မိတ်ဆွေအနေနဲ့သတိထားမှာ scam agency တွေကိုတော့သတိထားပါမယ်ဘယ်သင်္ဘော line နဲ့စပြီးတော့ကိုကအလုပ်လုပ်မယ်ဆိုတာကိုကျွန်တော်တို့ကအများကြီးလေ့လာပြီးတော့စိတ်ရှည်နဲ့လေ့လာစောင့်ကြည့်ရပါမယ်စုံစမ်းရပါမယ်အဲ့တော့ casino dealer တယောက်ဖြစ်ဖို့ဘာတွေဘယ်လိုလုပ်ရမလဲဆိုတာကိုဒီဗီဒီယိုမှာကျွန်တော်အကျဉ်းတဝင်းရှင်းပြပေးခဲ့ပါတယ်နောက်ဗီဒီယိုတွေမှာတော့ casino ship နဲ့ပတ်သက်တဲ့အကြောင်းတွေကျွန်တော်တို့ casino industry ကပတ်သက်တဲ့ experience တွေဒါတွေကိုကျွန်တော်ဆက်ပြီးတော့မျှဝေပေးသွားပါမယ်ဒီဗီဒီယိုကိုကြိုက်နှစ်သက်ရင် like subscribe နဲ့ knowledge sharing by Count channel ကို support ပေးသွားပါလို့ကျွန်တော်ကမေတ္တာရက်ခံချင်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်